အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုက်လန်ကျော်နဲ့ဘူးသီးဟင်းကားကိုဘယ်လိုချက်ပြသွားမလဲဆိုတာလိုက်ပါကြည့်ရှုလိုက်ရအောင်နော် Happy 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 ပထမဆုံးအနေနဲ့တော့ကိုက်လန်ကျော်ဘူးတော့ကိုငရုတ်သီးစိမ့်နဲ့ကြက်သွန်ဖြူနဲ့ခွာထားပါမယ်ပြီးရင်တော့ကိုက်လန်ကိုအယိုးနဲ့အရွက်ခွဲထားပါမယ်ရှင်ကိုက်လန်အယိုးကြီးတွေကြည့်လိုက်ပါအောင်ပန်းကော်ပီစိမ့်နဲ့တောင်တူတယ်အကြီးကြီးတွေနော်ကိုက်လန်အရွက်ကြီးတွေကလည်းအကြီးကြီးတွေဒီအားပေါ့နော်တစ်စီးကို1800ပေးရတယ်တကယ်ကိုအကြီးကြီးတွေပါအယိုးနဲ့အရွက်ခွဲပြီးွားရင်တော့ရေဆေးပေးထားပါမယ်ပြီးရင်ရေစစ်ထားပါမယ်ဒါကတော့ကိုက်လန်ကြော်တဲ့ကိုထည့်ဖို့အတွက်ကြက်ဥကိုကြိုပြီးတော့ခောက်ထားတာပါကဲဒါဆိုရင်စကြော်လိုက်ရအောင်နော်ဆက်စချင်းမှာတော့စီကိုအရင်ဆုံးအပူပေးပါမယ်ပြီးရနောက်မှာတော့စီပူလိုက်ရင်ခုနကတော့လှီထားတဲ့ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ့်လေးတွေထည့်ပါမယ်ပြီးရနောက်မှာတော့ကိုက်လန်အယိုးတွေကိုအရင်ဆုံးထည့်ပြီးတော့ကြော်ပါမယ်ရှင်ကိုက်လန်အယိုးတွေနူးသွားပြီဆိုရင်တော့အရွက်လေးတွေထည့်ပြီးတော့ကြော်ပြီးပါမယ်ရှင်ကိုကြော်ဖို့အတွက်အိုးရွေးတာတော့မှားပါတယ်ပေါ့နော်အိုးကနည်းနည်းသေးသွားပါတယ်ကိုက်လန်ကြော်တွေကအများကြီးပဲပေါ့နော်ကိုက်လန်အယိုးရောအရွက်ကောကြော်နေနေပဲမှာကိုကခရူးစီလေးထည့်ပါမယ်ရှင်ခရူးစီကိုဇွန်းဖြားလေးနဲ့အနှဲငယ်ထည့်ပြီးတဲ့နောက်မှာတော့ကြက်သားမုတ်လေးထည့်ပါမယ်ရှင်ကြက်သားမုတ်ထည့်ပြီးတဲ့နောက်မှာတော့စားလေးနဲ့ငယ်ထည့်ပါမယ်ရှင်ပြီးတဲ့နောက်မှာတော့အရသာတွေနှံ့သွားအောင်လို့ဇွန်းလေးနဲ့မှုတ်ပေးပါမယ်အရွက်လေးတွေရောနည်းနည်းနွမ်းလာတဲ့အခါမှာတော့ခုနကတော့မှွေထားတဲ့ကြက်ဥလေးကိုထည့်ပေးပါမယ်ရှင်ပြီးတဲ့နောက်မှာတော့ကြက်ဥနဲ့ကိုက်လန်နဲ့တမဝါအောင်မှွေပေးပြီးွားရင်တော့ကိုက်လန်နဲ့ကြက်ဥကြော်လေးရပါပြီဆက်လက်ပြီးတော့ဘူးသီးဟင်းကချက်မှာမို့လို့ငရုတ်သီးစိမ့်နဲ့ကြက်သွန်ဖြူနဲ့ထည့်ပြီးတော့အရင်ဆုံးလှော်ပါမယ်ရှင်ပြီးတဲ့အခါမှာတော့ဘူးသီးလေးတွေတေးသေးလိထားပြီးရင်ရေဆေးမယ်ရေဆေးပြီးတဲ့အခါမှာတော့ဘူးသီးတွေပါထည့်ပြီးတော့မှွေပေးပါမယ်ရှင်ဒီနေရာမှာတစ်ခုပြောချင်တာကမှွေလို့နည်းနည်းအဆင်ပြေသွားအောင်စီလေးတော့နည်းနည်းထည့်ပေးရမယ်ပေါ့နော်ပြီးတဲ့နောက်မှာတော့ငပိလေးထည့်ပါမယ်ငပိစိမ့်စားထည့်ပေးပါမယ်ရှင်ငပိစိမ့်စားလေးထည့်ပြီးွားရင်ငပိနဲ့လည်းတမဝါအောင်မှွေပေးပါမယ်ရှင်ပြီးရင်တော့အရသာအတွက်ကိုကြက်သားမုတ်လေးနဲ့ငယ်ထည့်ပေးပါမယ်ပြီးတဲ့နောက်မှာတော့ဟင်းကားလေးချိုချင်တာအကြောင်းမို့လို့ကြက်သွန်လေး2ဦးလောက်ထည့်ပေးပါမယ်ရှင်ပြီးရင်တော့အားလုံးကိုတမအောင်မှွေပေးပါမယ်ခုနကတော့စီလေးနည်းနည်းထည့်လိုက်တာကြောင့်မှွေရတာအဆင်ပြေသွားတယ်ပေါ့နော်အရသာလေးနည်းနည်းမြည်ကြည့်တဲ့အခါမှာအချိုမုံလေးမပါတော့တခုခုလိုနေသလိုခံစားလို့ပေါ့နော်အချိုမုံလေးထည့်ပြီးတော့ရေလေးထည့်လိုက်ပါမယ်ရှင်ရေကတော့ကိုလိုတဲ့အနေထားလောက်ထိထည့်လို့ရပါတယ်ကိုကတော့တစ်ခွက်စာလောက်ပဲထည့်ထားပါတယ်ပြီးရနောက်မှာတော့အရသာပေါ့နော်အငန်နည်းနည်းလိုနေသလိုခံစားရလို့စသားမုံလေးထည့်လိုက်ပါတယ်ဒါလေးကတော့ချင်းစော်ကားသီး6ပါဟင်းရီကိုချင်းလေးဖြစ်ချင်တာကြောင့်မို့လို့ချင်းစော်ကားသီး6လေး2ခုကိုထည့်လိုက်ပါမယ်ရှင်ကြက်သားမုတ်တွေအနိုင်ထည့်ပြင်မဲ့လည်းအငန်လေးနည်းနည်းလိုနေသေးလို့ပေါ့နော်ကိုကလည်းအငန်ကြိုက်တာကြောင့်မို့လို့ငပြားလေးနည်းနည်းထည့်ပါမယ်ဟင်းရီကိုပူပူဆက်ဆက်လေးတောက်ချင်တာမို့လို့ငရုတ်ကောင်းမုန့်နဲ့ဗရဲကုန်းမုန့်လေးကိုပါရောပြီးတော့ဟင်းရီထဲထည့်ပေးပါမယ်ရှင်ပြီးတဲ့နောက်မှာတော့ခဏလောက်အဖုံးအုပ်ထားပါမယ်အခုဆိုရင်တော့ဟင်းရီလေးကစူပွက်ပြီးတော့ရပါပြီရှင်ဒါအမှန်တကယ်တော့ပေါ့နော်ဘူးသီးဟင်းကပုံမှန်ချက်နေကြပုံစံတော့မဟုတ်ပါဘူးကိုကထွင်ချက်ထားတာပါကဲဒါဆိုရင်တော့ကိုက်လန်တဲ့ကြက်ဥကြော်လေးရဲ့ပြီးတဲ့နောက်မှာတော့ဘူးသီးဟင်းကားကိုပေါ့နော်ရခိုင်ချက်ပုံစံမျိုးပေါ့နော်ချက်ထားတာဖြစ်ပါတယ်ရှင်ဟင်းရီကချင်းစော်ကားသီးရဲ့ဗရဲကုန်းမုတ်ရဲ့ငရုတ်ကောင်းမုတ်ရဲ့ပါတာကြောင့်ပူပူလေးနဲ့ချင်းဆက်ဆက်လေးပါဆက်လက်ပြီးဟင်းချက်တဲ့ဗီဒီယိုတွေတင်ပေးသွားမှာမို့လို့ like and follow လုပ်ပေးခဲ့ပါအောင်နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါစားနန်းငယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်